အားလုံးပဲသိတဲ့အတိုင်းပဲကျွန်တော်တို့ဒီ Avenger Dawnထွေလာနဲ့ဒီ White Vision ဆိုပြီးတော့ထွေလာတွေထွက်လာခဲ့တယ်ပေါ့နော်ဆိုတော့ဒီ White Vision ဆိုတဲ့ဒီဇက်ကောင်ကိုလည်းကျွန်တော်တို့မဖြစ်မနေတည်ထားဖို့လိုတယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီကောင်က Avenger Dawn ရုပ်ရှင်မှာတထောင်တနေရာနေပြီးတော့ပါဝင်လာမှာမဟုတ်လို့ကွာဒီ Wanda series မှာဆိုလို့ရှိရင်အစာပိုင်းတွေကအရန်ပြင်းမှုကောင်းလွန်ကြီးလို့ဒီ Marvel fan စစ်တွေကလွယ်လို့ရှိရင်ဒီ series ကိုမကြည့်ခဲ့ဘူးကွာအဲ့မှာဒီ White Vision ဘယ်လိုဖြစ်လာလဲဆိုတော့သူတို့ပုံဖော်ပြသသွားတယ်ဒီနေ့ကျွန်တော်ကအဲ့အနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ White Vision ဘယ်လိုဖြစ်လာလဲနောက်ပြီးတော့ vision နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြန်နှိုးမှာဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားမယ်လို့ထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတောင်းဆိုလိုက်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုမစခင်မှာလည်းကျွန်တော်ရဲ့ Barmy Hero ဆိုတဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဆိုတော့စရအောင် vision နဲ့ပတ်သက်ပြီးတော့နည်းနည်းနှစ်မျိုးကွဲတယ်ကွာအဲ့ဒါဘာလဲဆိုတော့ comic ကသွားတဲ့ပုံစံနဲ့ဒီ live action ကသွားတဲ့ပုံစံနဲ့နည်းနည်းလေးမတူဘူးပေါ့နော်အဲ့ဒါဘယ်လိုရှိလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမယ်ပထမဆုံးဒီ vision ကဘယ်လိုမျိုးဖန်တီးခဲ့ရလဲပေါ့နော်ဒီ MCU ရုပ်ရှင်ထဲမှာဆိုလို့ရှိရင်ဒီ vision က Avenger Age of Ultron ကဆိုလို့ရှိရင် Ultron ကိုယ်တိုင်က Vibranium သုံးပြီးတော့ဒီလူသားအတုလုပ်ဖို့ကြိုးစားခဲ့ရပါဒါပေမဲ့ဒီ Tony Stark ရဲ့ Jarvis နဲ့ဒီ Mind Stone နှစ်ခုပေါင်းဆက်ပြီးတော့ဒီ vision ဆိုတဲ့ပုံစံမျိုးဖြစ်ပေါ်လာတယ်ပေါ့နော်ဒါပေမဲ့ comic စာအုပ်ထဲမှာတော့အဲ့လိုလေးနည်းနည်းလေးကွဲတယ်ဒီ Ultron က vision ရဲ့ခန္ဓာကိုတိစောက်ဖို့အတွက်ဒီရှေးအောင်လူသားတွေဘောဖြစ်တဲ့ဒီ Human Touch ရဲ့ခန္ဓာကိုအသုံးပြုခဲ့ရပါပြီးတော့သူ့ရဲ့စိတ်တွေဒီ mind တွေကိုဖန်တီးဖို့ကဒီ Wonder Man ရဲ့အုံနောက်ပုံစံကိုထည့်သွင်းခဲ့အဲ့နောက်မှာတော့ဒီကောင်က Avenger အဖွဲ့ထဲဝင်ပြီးတော့အရေးပါတဲ့အဖွဲ့ဝင်တဦးတော်ဖြစ်လာခဲ့တယ်Vision ရဲ့တည်ဆုံမှုကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ MCU ထဲမှာဆိုလို့ရှိရင်ဒီ Thanos က Vision ကိုတပ်လိုက်တာပေါ့နော်ဒါပေမဲ့ comic ထဲမှာဒီထက်ပိုဆိုရကွာ comic ထဲက Vision ကအရင်က smart ဖြစ်ပြီးတော့ဒီကွန်ပျူတာဆွမ်းရဲ့ဒီ AI ကလည်းလုံးဝအဆုံးရောက်တယ်ကွာအဲကြောင့်မို့လဲဒီကမ္ဘာအစိုးရရဲ့အာဏာပိုင်တွေအဆောင်အစိုးရလာအဲ့မှာဒီကောင်တနေ့ကျရင်ကမ္ဘာဝတ် program အားလုံးကိုထိန်းချုပ်ပြီးတော့ဒီ nuclear လက်နက်တွေပါညာနဲ့ဖျက်ဆီးလိမ့်မယ်လို့ဒီကောင်တွေကယူဆတယ်အဲ့ချိန်မှာအဖွဲ့အစည်းတစ်ခုဖွဲ့ပြီးတော့ Vision ကိုဖမ်းလိုက်တယ်နောက်ပြီးတော့ Vision ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းကိုစစားစီဆွဲဖြုတ်လိုက်တယ်ကွာဒါက comic ထဲမှာ Vision ရဲ့စသိန်းကမ်းပဲ MCU ထဲမှာ Vision ကဘယ်လိုမျိုးပြန်ပါလာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Wanda series ထဲမှာဆိုလို့ရှိရင်ဒီ Westview ကို Wanda ထိန်းချုပ်တာအဲ့ထဲမှာ Vision ကိုဖန်တီးခဲ့နောက်ပြီးတော့ SWORD အဖွဲ့ကနေပြီးတော့ White Vision တခုကိုဖန်တီးပြီးတော့ဒီအထက်က Vision နဲ့ Wanda ကိုတပ်ဖို့အတွက်လွတ်လိုက်တာအဲ့ချိန်မှာ Vision နှစ်ကောင်ချရကွာနှစ်ကောင်ချပြီးတော့ဒီ Vision အနီအောင်ကောင်ကနေပြီးတော့ဒီ data တွေအချက်လက်တွေအကုန်လုံးကိုဒီ White Vision ကိုထည့်လိုက်တာအဲ့ချိန်မှာ White Vision ကဘာဖြစ်သွားလဲဆိုလို့ရှိရင်သူအတိတ်ကနေရက်တွေမှာ Wanda နဲ့ချိတ်ချိုက်ခဲ့ရတဲ့ Avenger တွေမှာပါဝင်ခဲ့ရတဲ့နဲ့ပတ်သက်ပြီးတော့အကုန်လုံးကိုသိရှိသွားတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုလို့ရှိရင်ဒီချစ်တာတွေမုန်းတာတွေဒီစိတ်ခံစားချက် feeling အပိုင်းတွေမပါသွားဘူးပေါ့နော် comic ထဲမှာအဲ့ပုံစံနဲ့နည်းနည်းလေးတူတယ်ဆိုပေမဲ့နည်းနည်းလေးကွဲပြားတဲ့အပိုင်းတွေလည်းရှိသေးတယ်ကွာအဲ့ဒါဘာလဲဆိုတော့ခုနကပြက်စီးသွားတဲ့ဒီအစိတ်ပိုင်းတွေအကုန်လုံး Avenger ပြန်ဆိုပြီးတော့ဒီသိပ္ပံပညာရှင်ကြီး Hank ကိုအစဆုံးပြန်ပြီးတော့တက်ဆင်ပေးခိုင်းခဲ့ကွာပြဿနာအမှားစားပြန်တိဆောက်တဲ့အခါမှာဒီ Vision ကအရင်လိုမျိုးဒီအနီရောင်ပုံစံမဟုတ်တော့ဘဲနဲ့ဒီခန္ဓာကိုယ်တစ်ခုလုံးအဖြူရောင်ပြီး White Vision ဖြစ်သွားတာဒီကကြောင့်ကတော့ Vision ကကိုယ်ပိုင်ခံစားချက်တွေကိုထည့်သွင်းခဲ့ရဆိုပေမဲ့ Wonder Man ရဲ့အုံနောက်ပုံစံကမပြည့်စုံဘဲနဲ့ထည့်လိုက်တဲ့အခါမှာ Vision ကအတိတ်ကမှတ်ဉာဏ်တွေကိုမှတ်မိနေတယ်ဒါပေမဲ့ချစ်ချင်းမြတ်တာတရားတွေဝမ်းနေခြင်းဒေါသထွက်ခြင်းတနာခြင်းတိုင်းစတဲ့ခံစားချက်တွေဘာမှမရှိဘဲနဲ့ robot တာဖြစ်သွားတာကွာဝမ်နာနဲ့လမ်းခွဲတဲ့အပိုင်းကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း live action ထဲမှာဆိုလို့ရှိရင်နောက်ဆုံးအပိုင်းမှာဒီ White Vision ကပြန်ထွက်သွားတယ်ပေါ့နော်အဲ့ချိန်ကစပြီးတော့ Vision နဲ့ပတ်သက်တဲ့သတင်းအစနိုင်ဘာမှကျွန်တော်တို့မကြားခဲ့ရတော့ဒါပေမဲ့ comic ထဲမှာတော့အဲ့လိုမဟုတ်ဘူးကွာဒီစိတ်ခံစားချက်တွေအားလုံးပျောက်ဆုံးသွားတဲ့ဒီ White Vision ကြောင့်ဒီဇနီးဖြစ်တဲ့ဒီ Scarlet Witch ကအရင်လိုမျိုးဆက်ဆံရေးမှာပြန်ပြီးတော့မကောင်းနိုင်ဘူးဆိုတော့တည်ပြီးတော့လုံးဝပြိုလဲသွားတယ်ကွာအဲ့ကာလမှာလည်းဒီမော်တက်ပညာတွေကြောင့်ဝန်တာရဲ့ကလေးတွေကတာမန်ကလေးတွေမဟုတ်တော့ဘဲနဲ့ဒီဝိညာဉ်ပိုင်းဆိုင်ဖြစ်နေအောင်သိလိုက်ရကွာအဲ့လိုစိတ်ဖြည့်ဆည်းမှုတွေနဲ့အပြောင်းလဲကြမှာနားရဲ့စိတ်ပိုင်းဆိုင်ရာအကြီးအကျယ်ပြိုလဲခဲ့ရပြီးတော့ White Vision ကလည်းသူ့ပေါ်မှာလုံးဝခံစားချက်မရှိတော့တဲ့အတွက်ဒီအိမ်တော်ကြီးကဘယ်လိုမှပြန်အဆင်မပြေနိုင်ဘူးထင်ပြီးတော့လမ်းခွဲလိုက်ကြကွာဆိုတော့ဒီ MCU ရဲ့မှာဒီ Vision ကဘယ်လိုမျိုးခံစားချက်တွေဒါမျိုး human feeling တွေပြန်ရလာမယ်ဆိုတော့ကျွန်တော်တို့ဒီ series မှာသိရမယ်ပေါ့နော် comment ထဲမှာဘယ်လိုမျိုးပြန်ရလာလဲဆိုလို့ရှိရင် Vision ကနောက်ပိုင်းမှာ anti vision လို့ခေါ်တဲ့ version တစ်ခုနဲ့ခန္ဓာကိုယ်ချင်းလဲမိသွားတယ်ကွာအဲ့မှာသိပ္ပံပညာရှင် Alex Lipton ရဲ့အုံနောက်ပုံစံနဲ့အသိပညာတွေကိုလက်ခံရရှိပြီးတော့ခံစားချက်ပါတဲ့ vision တစ်ခုပြန်ဖြစ်သွားတယ်ကွာနောက်ပြီးတော့အဲ့ vision ကပဲဒီ Avenger အဖွဲ့တွေကိုပါဝင်ခဲ့ပြီးတော့ကဘာကြီးကိုကယ်တင်တာဘာညာဆက်ပြီးတော့လှုပ်ဆောင်ခဲ့ကွာဆိုတော့ဒီနေ့ဗီဒီယိုလေးကပေါ့နော်ဒီ vision ကြောင့်နည်းနည်းလေးပြန်နှွေးပြီးတော့ဒီ comic နဲ့ live action ရဲ့ကွာခြားချက်လေးကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော်ကဒီ vision series ရဲ့ trailer ရဲ့ breakdown လေးကိုလုပ်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးပါအောင်ခင်ဗျာဆိုတော့နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ် see you guys